မနဲ့စောစောထအလုတ်သွားဖို့ယူနီဖောင်းနဲ့ခြေအိတ်ကိုဝတ်ဖနက်ကိုစီလျှောက်တဲ့ခြေလန်းတိုင်းကတနေ့ဘေးဂိတ်လိုဖြစ်ခြေနဲ့စိတ်ကူးတွေနဲ့ညဘက်အိမ်မက်မတော်ပြည်ဆိုင်ရာလေစိတ်ကိုမြင်ဒါကဖြီးပရောက်ညီမတွေအတွက်ဖြီးသိပ်ဖို့တချင်ဟောဒီကပမြေပုံထဲကဖွင့်ဖြိုးဆဲနိုင်ငံငယ်လေးကိုလွမ်းလို့ကျွန်တော်ထိုင်ရတဲ့ပြိုင်ဆက်မဲ့တဲ့အဲ့ဒါမြမပြေတနည်းအဖြစ်ကျွန်တော်မွေးရမြေကိုတတိယကြောင့်တင်ထားတဲ့ status တွေပတ်ပြီးတနေ့တနေ့ပို့ချတဲ့အမေမြတ်ရေးအချိန်တွေအိုကတက်ဂရစ်ဟောင်းသွားလဲငါအိတ်ကထဲမှာ plastic လောင်းထားတဲ့ရွှေတကုံစေဒီတော်ရဲ့ရုပ်ပုံလေးပဲမှန်ကြောအနောက်တစ်ချင်းနဲ့ကြာရင်ခစ်တာတီးနေချအုတ်ခုံလေးပဲလွမ်းရောမာရီယာဒီကိုဝင်းနေဒီအိမ်ပြန်နေအိမ်ပဲတွေစမပြေမရင်ကြုံတိုင်းလာမီယာရဲအမေကိုလေရဆုံးချင်းတဲ့ငယ်ချင်းတွေဒီဘောရရီမပြောဘူးလေ Audio with youဒီနိုင်ငံမှာမနေချင်တော့ထွက်ပြေးပြရစီခတ်တာကအမေကျွေးတယ်လည်းမဆက်ပေးရသေးကျွန်တော်အလုပ်ရှင်တစ်ထည်မျက်နှာပေးကအခြေစိတ်ချမ်းသာစီရစက်ကလေးမှမတွေ့မုန်းရတိုက်တွေစောက်ထားတဲ့တိုင်းတစ်ပါးမြေပေါ်ရငေးကတွေ့အခုချိန်ဆိုကျွန်တော်တို့မြို့မှာလိုင်းကားတွေရောချက်သေးလားမေလေရင်ပေါ်တက်ခဏငါတို့တငယ်ချင်းတွေပြေးဖတ်တာကိုတတိမြဲရတယ်တိုင်းတို့မင်းတို့ကိုလွမ်းတဲ့စိတ်တစ်ဖက်လုတ်တစ်ဖက်နဲ့85ဘလို့ညှိမလဲကွာစိတ်တကြတဲ့ခေါင်းရံတပ်ပုံနဲ့အဖေမျက်နှာကိုကြည့်စဲပါဒီမှာဘလောက်ပဲကောင်းတဲ့အစားတောက်တွေပေါ်အမေလက်ရာကိုမမီတဲ့ခါမေခုကပီကျွေးတဲ့ခမင်းဝိုင်းတဲ့ကတူကပီငွေတဲ့ဟင်းတိုင်းပဲကျွန်တော်ပြန်စားကြလို့နောက်ပြဖေးတိတ်ကြိုက်တဲ့ဦးငက်ကြီးရဲ့ချင်းတိုင်းပဲအိမ်ပြန်နေတယ်အခုပြန်နေတယ်ဟောတွေးမိတဲ့ဝမ်းနေတဲ့မှုပြန်ဝင်တဲ့ဘသူချန်ပီယံရှစ်ဖြစ်ခီးမဆိုင်ပဲဘောလုံးတွေပါလေစုကန်နေတယ်သူတယောက်တည်းချန်ထားရလားဆိုပြီးသူစဲရိုင်းနေခဲ့တဲ့ဒူနဲ့သူနဲ့လိုက်တဲ့လူနဲ့ယူပြီးသူမပွဲတိုင်းမပြန်နဲ့ဖြစ်သွားပြီးကြားလို့ဝမ်းသာတယ်ငါကတော့ချိန်ပေါ်လေးစင်ပြီးတဲ့တည်းရွေးပြန်ခဲ့မယ်အေး လေးရှေးအေးလေးရှေးမာရီယာဒီကိုဝင်းနေဒီအိမ်ပြန်နေအိမ်မဲတွေစမပြေမရီကြုံတိုင်းလာမီယာရဲအမေကိုလေရဆုံးတဲ့ငယ်ချင်းတွေဒီဘောရရီမပြောဘူးလေ Audio with you ကြတဲ့ကနေပြေးထွက်ခဲ့မယ်ဒီစရာနဲ့ဝဲသစ္စာရတဲ့ဝဲရွေးချယ်ခွင့်နဲ့လဲဝဲစိတ်ပြီးစီမှုများအပြေဖြစ်စများနဲ့လဲမေးနေညနဲ့တွေ့ကောင်းမကြီးကိုပဲငေးကျွန်တော်ရဲ့အိမ်မလေးတွေလဲဆွဲမနဲ့စစားတဲ့တွေဆိုအမေရဲ့ထမင်းကြော်သွားနေတာမျိုးဆက်စီတဲ့ပြတ်တော့အဖေကိုပြင်းမိနေတာမို့ကိုဘာမှငိမ့်နေဆုံးနေရရှာကြည့်တဲ့ဆုံးမှာကျွန်တော်သိခဲ့ရတာအိမ်ကိုလာမြေပေါ်ရငေးကတွေ့အခုချိန်ဆိုကျွန်တော်တို့မြို့မှာလိုင်းကားတွေရောချက်သေးလားမေ